ခွာရုခုရောက်ရှိနေရတော့ထိုင်းနိုင်ငံမဲဆောက်ဖုတ်ဖရပတ်ချံပတ်ခင်းကိုရောက်ရှိနေရပဲဖြစ်ပါတယ်။ထိုင်းမှာခရီးသွားရာသီဖြစ်တဲ့အတွက်ဒီလိုပန်းခင်းနေရဆိုလို့ရှိရင်လည်းဒီလိုရာသီလေးမှာပွင့်ပြီပေါ့နော်။ဝင်ကြီးတော့ရှိပါတယ်။တစ်နှစ်မှတစ်ခါဖွင့်လေးနဲ့ပန်းခင်းထဲကိုဘယ်ချိန်တွေသွားတဲ့လဲပြီးတော့ဝင်ကြီးဘယ်လောက်ရှိလဲကားရောဘယ်လိုမျိုးငှားသွားရလဲဆိုတာကိုခွာရုဒီ blog လေးထဲမှာပြပြပေးသွားမှာမို့လို့အဆုံးထိလိုက်ကြည့်ပေးကြပါဦးနော်။ Hi everyone ခွန်ယူဘလောမကျူဆိုပါရဲ့ဒီနေ့ကတော့ခွန်ယူ family နဲ့မဟုတ်ဘဲနဲ့ခွန်ယူတငယ်ချင်းနေနဲ့သွားခဲ့ရပါတော့ဝင်ကြီးအနေနဲ့ကတော့တယောက်ကိုပတ်80ပေးရပါတယ်ဒီထက်တဲ့ကိုဝင်ဖို့ဆိုလို့ရှိရင်တော်တော်လေးကိုဝင်ယူရပါတယ်တိမ်ပင်တယ်ကနေဆင်းလာမယ်ဆိုလို့ရှိရင်ဆက်ရုပ်ပန်းချန်နေပါအကုန်ကြော်လာရတယ်ပေါ့နော်ဒီရုပ်စုပ်ခွန်ယူတို့နေတဲ့နေရာတွေကတော့ပန်းကင်းနဲ့မရောက်ခင် coffee ဆိုင်လေးရှိရပေါ့နော်အ coffee ဆိုင်လေးမှာနေရပဲဖြစ်ပါတယ်ခွန်ယူတို့မနက်ပိုင်းတိမ်ပင်တယ်လေတခြားနေရာတွေလဲပြီးပန်းခင်းသွားတာဆိုတော့လေပြောရရင်12နာရီလောက်ရောက်သွားပါတော့အဲ့တော့နေတက်တက်ထိုးနေတဲ့အချိန်ကိုရောက်သွားဆိုတော့တော်တော်လေးတော့ပူပါတယ်ဒီဘက်မှာဆိုလို့ရှိရင်အပင်တွေကတော့စိုက်သုံးပဲပေါ့နော်ဒီဘက်ချမ်းကတော့တိတ်ပြီးတော့မလှဘူးဒါပေမဲ့ဒီလိုပန်းခင်းနေနာရောက်ပြီဆိုရင်တော့တော်တော်လေးတော့လှပါတယ်ပန်းကြီးပြေးဒီပန်းခင်းအရွယ်လေးတွေကတော့အတော်ပဲပေါ့နော်ဟိုပခင်ရဲရောက်ဆိုလို့ရှိရင်လူတရက်စာလောက်ရှိပါတယ်အဲ့ကြရင်ဓာတ်ပုံရိုက်တဲ့ခါကျလို့ရှိရင်လူကမပေါ်တော့ဘူးပေါ့နော်ခွင့်ပြောချင်တာကတော့ဒီနေရာကိုလေညနေဆောင်လောက်မှသွားမယ်ဆိုလို့ရှိရင်တော့အသင့်တော်ဆုံးပါဒါမှမဟုတ်လေမနက်စော်ကြီးသွားလို့ရှိရင်လည်းအဆင်ပြေရပေါ့နော်ဒီလိုအချိန်မှာသွားလို့ရှိရင်တော့နေရတော့တော်တော်ပူပါတယ်သူဒီမှာလှုပ်ထားတဲ့ပန်းခင်းပုံစံရတယ်သူကအနောက်ကတောင်တန်းကိုလေ background ထားပြီးတော့လှုပ်ထားဆိုတော့လေတောင်တန်းတွေရတဲ့အစ်စ်ဆိုတော့တကယ်မိုက်ပြီးတော့ဓာတ်ပုံရိုက်ဖို့နေရာတွေကိုလည်းသူကတေးချပြင်ဆင်ပေးထားရပေါ့နော်80အနေနဲ့ကတော့တန်တယ်လို့တော့ပြောလို့ရပါတယ်ဒါပေမဲ့ခွန်ရိုတို့ family နဲ့လာမယ်ဆိုရင်တော့ဒီထဲကိုတော့၄ယောက်စာပေးရမယ်ဆိုတော့မဝင်ဖြစ်လာဘူးပေါ့နော်ဒါပေမဲ့တငယ်ချင်းတွေနဲ့လာတာဆိုတော့ခွန်ရိုတို့လည်းမနှက်မျောပဲနဲ့ဒီထဲဝင်ခဲ့လိုက်တာပါဖပတ်ချမ်းမှာဆိုလို့ရှိရင်လည်းသူနေရာတွေအကုန်လုံးကဝင်ကြီးတော့ရှိပါတယ်ဒါပေမဲ့ပန်းခင်းတွေကတော့ဒီဇင်ဘာလောက်မှသူကဖွင့်တာပေါ့နော်ဒီမှာဆိုလဲဓာတ်လေးထားပေးထားရတယ်ဓာတ်ပုံတခြားရရင်တော့လှပါတယ်ခွန်ရွာတော့ဒီကိုလာတော့တိတ်ပြီးတော့မပျော်ဘူးပေါ့နော်ဒါတော့မှအခုတော့မဲဆောက်မှာတော်တော်အေးရဲ့အခြေအနေရောက်နေတာပေါ့နော်အဲ့ဒါကိုဒီပန်းခင်းမှာပူရယ်ဆိုတော့လေတခြားအချိန်ကြီးဆိုလို့ရှိရင်လည်းတော်တော်ပူမဲ့ပုံပေါ်ပါတယ်တော့အခုလိုပန်းခင်းတွေကိုခွန်ရွာကို grant နဲ့သွားလို့ရလားဒါမှမဟုတ်ရင်ဘယ်လိုမျိုးသွားရလဲဆိုပြီးတော့လာမေးကြတဲ့လူအရန်များရယ်ပေါ့နော် grant ငါသွားရကြတော့ခွန်ရွာထင်အပြန်အောင်ကြတော့ခက်ခဲမယ်လို့တော့ထင်တယ်ဒီကနေပဲမဲဆောက်ကနေပဲကားငှားတဲ့လူတွေတော့ရှိရယ်ပေါ့နော်မဲဆောက်ကနေပဲတငယ်ချင်းတွေနဲ့စုပြီးတော့3-4ယောက်လောက်စုပြီးတော့ကားငှားသွားလို့ရှိရင်လည်းဈေးရတော့တက်တာပါရဲ့ဒီမှာ coffee ဆိုင်လေးရှိရယ် coffee လည်းတောက်လို့ရရယ်ပေါ့နော်ဒါပေမဲ့ coffee ကတော့နည်းနည်းလေးဈေးများပါတယ်ပတ်100လောက်တော့ပေးရရယ်ပေါ့နော်ဒါပေမဲ့ခွင်တို့ဝင်ကြီးကတ်နဲ့ဆိုလို့ရှိရင်တော့ပတ်20လျှော့ပေးပါရဲ့ပတ်20လျှော့ပေးရတော့မှ coffee တစ်ခွက်80ကျမှဆိုတော့ခွင်လည်းမတောက်ခဲ့ပါဘူးမလေးသူပြေးရတော့လှသေးရဲ့သူပြေးမထိုင်လားနေတယ်ပန်းခင်းမှာတော့အယောင်စုံတော့မဟုတ်ဘူးပေါ့နော်သူအယောင်လေးတွေကတော့နဲပါတယ်ခေါင်းဝင်ဖြူဝတ်လာလို့ရှိရင်တော့ဖေနေရရောက်ပန်းခင်းအယောင်လေးတွေနဲ့တော့လှရဲပေါ့နော်ဒါပေမဲ့ခွန်ရွာတော့အဖြူတော့ဝေးရနည်းနည်းယူနေရတယ်ခွန်ရွာမဝတ်တော့ပါဘူးနေပူနေတဲ့ရိုက်တဲ့တလောက်လေးရိုက်ပြီးတော့ခွန်တို့တနားရီလောက်တော့ပြန်တယ်ပေါ့နော်ဒီကိုရောက်တာဆိုလို့ရှိရင်17ခွဲလောက်ထိရောက်တာတနားရီလောက်ကျင်းကြအောင်ခွန်တို့ပြန်မှုလုပ်ပါရဲ့နေတဲ့ချိန်လေးလည်းနောက်တစ်ခေါက်လောက်တော့ထပ်ပြီးတော့သွားချင်သေးရပေါ့နော်ဒီနေ့ဘလော့ဒီလောက်ပါပဲရှင်ဆုံးဖြတ်ချပြီးတော့ကျေးဇူးတင်ပါတယ်